ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့တွေးမယ်မဖြစ်သေးတာတွေနဲ့ဖြစ်နိုင်ခြေရှိတာတွေနဲ့ပတ်သက်ပြီးတော့တွေးမယ်ဟုတ်လားဖြစ်ချင်တာတွေနဲ့ပတ်သက်ပြီးတော့တွေးမယ်မဖြစ်ချင်တာတွေနဲ့ပတ်သက်ပြီးတော့တွေးမယ်ဒါပဲဒီလိုပဲနေနေတာအဲ့ဒါကိုဘယ်လိုခေါ်တော့မေမေရောရောပေါ့ပေါ့ဆာဆာဖြစ်တယ်လို့နေတယ်လို့ဒီလိုပြောတာအဲ့ဒါလိုနေတဲ့အခါကျတော့ဘာကယူဆိုင်မှုမှတော့ဘာရည်ရွယ်ချက်မှမရှိဘူးလို့ဆိုနိုင်တယ်မြင့်မြတ်တဲ့ဘက်မှာရည်ရွယ်ချက်မရှိဘူးတော့ငါဘယ်လိုနေမယ်ဆိုတဲ့သတ်မှတ်ချက်လည်းမရှိဘူးကြုံရအာယုန်နေနဲ့ကြုံတယ်လို့ပဲနေသွားတာနေခဲ့တဲ့အနေထားလေးကအဲ့ဒီတိုင်းပဲနော်ကြုံရအာယုန်နေနဲ့ကြုံတယ်လို့ပဲနေသွားတာအဲ့ဒီအာယုန်နေနဲ့တွေ့တဲ့အခါမှာကိုယ်စိတ်ထဲမှာသဘောကျစရာလို့ထင်တာတွေရှိတယ်သဘောမကျစရာလို့ထင်တာတွေရှိတယ်အဲ့ဒီအာယုန်နေရဲ့လှည့်စားမှုကိုခံယူရင်းနဲ့အာယုန်နေကျိုးဆွဲတာကိုပဲကာပြီးတော့ကိုယ်စွမ်းကိုယ်စားနဲ့နေလိုက်တာမျိုးမဟုတ်ဘူးနော်အာယုန်နေရဲ့ဆွဲငင်မှုကိုလိုက်ပြီးတော့နော်စိတ်ကူးပြီးတော့တွေးပြီးတော့နေတာအဲ့ဒီမှာဘယ်အာယုန်ကစိတ်ကိုနော်လှည့်စားမှုအများဆုံးဖြစ်မလဲလို့ဆိုရင်ဓမ္မာယုံပေါ့ဟုတ်တယ်မဟုတ်လားဓမ္မာယုံနော်ဖြစ်ခဲ့တာတွေအဖြစ်သေးတာတွေစိတ်ထဲမှာအများကြီးပုံပေါ်ပြီးတော့တွေးနေတာရှိတယ်နောက်တစ်ခါတလေမျက်လုံးကြီးဖွင့်နေပြီမလို့ရှေ့ကမြင်ချင်းမှမြင်တာကိုယ်အတွေးနဲ့နေတာကိုယ်အတွေးထဲမှာတခြားပုံရိပ်တစ်ခုရှိနေတယ်ဟုတ်လားတခါတလေသူများပြောနေမလို့ကြားချင်မှကြားတာကိုယ်အတွေးနဲ့ကိုယ်နေတာကိုယ်အတွေးထဲမှာအခြားအတန်တွေရှိခြင်းရှိနေနိုင်တယ်ဒါပါလေလဲလို့မေးရင်ဓမ္မာယုံနေပေါ့ဒါတွေနဲ့ပဲနေတာအဲ့ဒါတွေကိုပဲအမျိုးမျိုးသတ်မှတ်ချက်တွေနဲ့နော်နှစ်လှလှဘဝကမှတ်သားခဲ့တဲ့တင်ညာတွေရဲ့လွှမ်းမိုးမှုနဲ့နေကြတာပေါ့နော်အဲ့တော့ခုနေတာကအဲ့ဒီနေနည်းနဲ့စန့်ကျင်ပြီးတော့ဖြစ်နေတာကိုသိပြီးတော့နေရမယ်ဆိုတော့နေသားတကြမရှိဘူးပေါ့ဟုတ်လားဒါကြောင့်တရားအထောက်ရတာစိတ်တွေကလည်းပြန်လွတ်လိုက်တာအစဉ်ကလည်းပြေခဲ့လိုက်တာဆိုတာအဲ့ဒါပဲအဓိကကဟုတ်လားစိတ်ကသူနေကြအတိုင်းလေးပဲနေကျင်တာအကုန်လုံးကသဘာဝတရားတွေကြီးပဲနော်ပုဂ္ဂိုလ်တ attva လည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးသူလည်းမဟုတ်ဘူးငါအစွမ်းသူအစွမ်းဒါတွေဘာမှမရှိဘူးဖြစ်เสียရှိတဲ့အတိုင်းဖြစ်နေတာကိုကမေမေရောရောပေါ့ပေါ့ဆာဆာနေတဲ့အလေးအကျင့်တွေများနေမယ်အားကောင်းနေမယ်ဆိုရင်အဲ့ဒါကြီးကအရှိန်နဲ့သွားနေမှာပဲဟုတ်လားတတိလေးနဲ့နေတဲ့အရှိန်အားကောင်းမယ်ဆိုလို့ရှိရင်အဲ့ဒါလေးကလည်းအရှိန်နဲ့သွားနေမှာပဲနော်ဒါကြောင့်တတိပဋ္ဌာန်ဘာဝနာတရားဆိုတာတော့နေကြအနေအထားမျိုးကနေဖောက်ထွက်ပြီးတော့နေတာထူးထူးဆန်းဆန်းကြီးတော့လည်းမဟုတ်ပါဘူးအလွန်ရိုးရှင်းပါလေဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းလေးသိပြီးတော့နေလိုက်ဖို့ပဲနော်အဲ့ဒါလိုနေခြင်းအဖြစ်ဖြစ်နေတဲ့သဘာဝတရားတွေရဲ့အနေအထားမှန်ကိုကောင်းကောင်းသိနိုင်တယ်ပေါ့အဲ့ဒါကိုပဲမြတ်စွာဘုရားကရုပ်ကာယဝေဒနာစိတ်ဓမ္မလို့နော်၄ပိုင်းပိုင်းပြီးတော့ခွဲလိုက်တော့သတိပဋ္ဌာန်တရားက၄ပါးဖြစ်သွားတယ်ပေါ့အဲ့ဒီသတိပဋ္ဌာန်တရား၄ပါးကိုပဲမြတ်စွာဘုရားကအလွန်ဖြူရှင်တဲ့တရားဖြစ်တယ်လို့ဟောတယ်ဘုရင်တို့သတိပဋ္ဌာန်တန်ရုပ်ထဲမှာအကုသလရာတိတုတ်တံဆိုတာရှိတယ်အကုသလဆိုတာအကုသိုလ်ပေါ့ရာတိဆိုတာအစုအပေါ်အကုသလရာတိတိဘိခဝေဝရမာနောပင်စနိဝရဏေတမဝတ္တမာနောဝရေယယဟန်တို့တဲ့အကုသိုလ်အစုအပုံကြီးလို့ကောင်းကောင်းမွန်မွန်ပြောကျင်တယ်ဆိုလို့ရှိရင်နိဝရဏတရား၅ပါးကိုအကုသိုလ်အစုအပုံကြီးလို့ပြောလိုက်ပါတဲ့ကေဝလောဟာယံဘိခဝေအကုသလရာတိပင်စနိဝရဏအဲ့ဒီနိဝရဏတရား၅ပါးဟာတက်တက်သောအကုသိုလ်အစုအပုံကြီးဖြစ်တယ်တဲ့နော်အကုသိုလ်ဆိုတာဘာလဲအကုသိုလ်ဆိုတာအပြစ်ရှိတဲ့သဘောဆင်းရဲဒုက္ခဆိုတဲ့အကျိုးကိုပေးတတ်တဲ့သဘောရှိတာကိုအကုသိုလ်လို့ခေါ်တာမို့လားနော်အကုသလတာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာနော်အကုသိုလ်ဆိုတာတာဝိဇ္ဇအပြစ်နဲ့တကွာဖြစ်တဲ့ဒုက္ခဝိပါကဆင်းရဲတဲ့အကျိုးကိုပေးတတ်တဲ့သဘောရှိတယ်ပြီးရင်တော့ပရမတ္ထသဘာဝလေးတွေမှာသူ့သဘောလက္ခဏာနဲ့သူအကုန်လုံးကအသီးသီးရှိတယ်လူတယောက်ဆိုရင်သူကအရက်ရှိရှိအသားဖြူဖြူဟဲ့သူ့ရဲ့တိတာပေါ်လွင်ထင်ရှားတဲ့လက္ခဏာရှိတယ်အဲ့လိုမျိုးသတ်မှတ်ပြီးတော့ပြောဖို့အတွက်နော်ပရမတ္ထတရားတွေမှာလည်းသူ့လက္ခဏာနဲ့သူရှိတယ်နော်အကုသိုလ်မှာပဲလက္ခဏာရှိလေအပြည့်ရှိတဲ့သဘောဆင်းရဲဒုက္ခကိုပေးတတ်တဲ့သဘောရှိတယ်ဒါအကုသိုလ်ရဲ့ပင်ကိုလက္ခဏာ
ဟုတ်လားအဲ့ဒါအဲ့ဒီအကုသိုလ်လို့မှန်မှန်ကန်ကန်ပြောခြင်းတယ်ဆိုရင်နိဝရဏတရား၅ပါးကိုအကုသိုလ်လို့ပြောလိုက်ပါတယ်